အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဈေးကွက် trading ရဲ့ market recap ပြုလုပ်ပြီးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Okay ကျွန်တော်တို့ဒီနေ့17လပိုင်း21ရက်နေ့ SPY trade ခဲ့တဲ့ပုံ SPY trade ခဲ့တဲ့ trade တဲ့ပုံစံလေးကိုကျွန်တော်တို့ recap ပြန်လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့ market က pre market မှာကျွန်တော်တို့ market ကအတက်ဖက်မှာရှိတယ်ပေါ့နော် pre market ကကျွန်တော်တို့အတက်ဖက်မှာရှိထားတယ်အဲ့တော့ကျွန်တော်တို့ group founder ဖြစ်တဲ့ကိုတက်နဲ့ကိုဘောဆိုတင်ပြီးရဲ့အတိုင်းကျွန်တော်ရဲ့အတွေ့အကြုံဘယ်လိုလဲဆိုလို့ရှိရင် market က pre market မှာကျွန်တော်တို့ဈေးတက်ထားတဲ့အတွက် market ကပြန်ပြီးတော့ရှိနေတဲ့ gap ကိုပြန်လည်ပြီးတော့ gap fill လုပ်နိုင်နေဆိုတဲ့ theory ကိုကျွန်တော်အတွေ့အကြုံမှာရှိတယ်ပေါ့နော်ဒီနေ့မိနစ်အတွက်ကပြီးလို့ရှိရင်ကျွန်တော်ဒီမနက်ခင်းမှာပါရှိလဲဆိုလို့ရှိရင်9:45မိနစ်မှာ referral news ကိုရှိတယ်အဲ့အတွက်ကိုကျွန်တော်တို့မနက်ခင်းမှာကျွန်တော်အနေနဲ့ကျွန်တော်စောင့်ကြည့်မယ်ဆိုပြီးဘာမှမလုပ်သေးပဲစောင့်ကြည့်မယ်ဆိုပြီးတွေးထားတယ်အဲ့တော့ဒီမနက်ခင်းရဲ့ဈေးကွက်အခြေအနေကိုကျွန်တော်တို့ recap ပြန်လုပ်မယ် replay ပြန်လုပ်မယ်အားလုံးပဲစလိုက်ကြအောင် Okay ကျွန်တော်တို့ market ကကျွန်တော်တို့ဒီနေ့ဆက်ဖွင့်ခြင်းမှာပဲကျွန်တော်တို့ရဲ့ဈေးကွက် indicator ကနေပြီးတော့call option ဝယ်ဖို့ပေးတယ်ဒါပေမဲ့ကျွန်တော်တို့ကမဝယ်သေးဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော် pre market high ရဲ့နားမှာဆိုလို့ရှိရင် VWAP ရဲ့အပေါ်မှာရှိနေတယ်ကျွန်တော်တို့ MACD ကလည်း bullish ဖြစ်တယ်ပထမဆုံးစခြင်းဈေးကွက်စဖွင့်ခြင်းမှာเนาะဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော် pre market high ကိုမကြော်ရတဲ့ကျွန်တော်တို့ call option ဝယ်ဖို့မစဉ်းစားသေးဘူးကြော်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က breakout ဖြစ်တယ် retest ဖြစ်တယ်အဲ့ဒါပြီးမှကျွန်တော်တို့ call option ဝယ်ဖို့စဉ်းစားမိမှာเนาะအဲ့တော့ breakout retest ဖြစ်တဲ့ပုံစံကိုကျွန်တော်တို့ဒီ pre market ကိုကြော်မဲ့ breakout ဖြစ်မဲ့ retest ပြန်လာလုံးမဲ့ပြီးတော့မှကျွန်တော်ဒီ call option ပဲပေါ့နော်ကျွန်တော်ဒီနေရာကိုစားမယ်ပေါ့နော်အဲကျွန်တော်ရဲ့အစီအစဉ်ပေါ့နော်ဒါပေမဲ့ပထမဆုံးစခြင်းမှာ call option ဝယ်ဖို့အချက်ပေးပြီးတော့ဒါပေမဲ့နောက်ထပ်ကန်နေမှာပဲဈေးကွက်ကကျွန်တော်တို့ market ကပြန်ကျလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာမှမလုပ်သေးဘဲနဲ့ငကိုတွေကတွေးထားတဲ့အတိုင်းmarket က news ကလည်းရှိတယ်ပေါ့နော် news ကလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမတိုင်ခင်ဘာမှမလုပ်ဘူးဆိုတဲ့အတွေ့အတိုင်းပဲကျွန်တော်တို့ဘာမှမလုပ်ဖြစ်သေးဘူးကျွန်တော်ဘာမှမလုပ်ဖြစ်သေးဘဲနဲ့ market ကိုဆက်ပြီးစောင့်ကြည့်ရဲ market က sideways မြန်သွားမှာလားပေါ့နော်အဲ့တော့ကျွန်တော် market ကဒီနားကနေပြီးတော့ဒီအထိကိုသွားပြီးပြန်ကျလာတဲ့အတွက်ကျွန်တော်အဲ့နာမှာကျွန်တော်က resistance level တခုအနေနဲ့ဆွဲလိုက်တယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါမှာကျွန်တော် market ကဒီကိုပြန်လာတဲ့အတွက်ကျွန်တော်ဒီနားမှာ support level သေးသေးလေးတခုဆွဲလိုက်တယ်ဒါပထမ buying အတွက်ပဲပေါ့နော်ဒါကျွန်တော်ရဲ့ trade တဲ့ပုံစံပေါ့နော်Okay ကျွန်တော်တို့ကဒီနားမှာလုံးဝ sideways ပြေးနေတာ POC ကလည်းဒီနားမှာရှိတယ် pre market ကိုလည်းသူကမဖောက်နိုင်ဘူး VWAP အောက်ကိုလည်းမသွားနိုင်ဘူးအဲ့တော့ကျွန်တော်ဆွဲထားတဲ့ဒီနားမှာရှိတဲ့ support နဲ့ resistance level ကသူလုံးဝမဖောက်နိုင်သေးဘူးပေါ့နော်မဖောက်နိုင်သေးဘူးဆိုတော့ကျွန်တော်ရိုင်းမဲ့ဆက်ပြီးစောင့်ကြည့်ထားတယ်ဘာမှမလုပ်သေးဘူးအဲ့အချိန်မှာ market ကို call option လည်းမဝယ်ဘူး put option လည်းမဝယ်ထားဘူးပေါ့နော် Okay ကျွန်တော်တို့ဒီ9:45အထိကို market ကလုံးဝမလှုပ်ပါဘူးပြီးသွားပြီဆိုလို့ရှိရင်ဒီ support နဲ့ resistance ကြောင်းမှာပဲပြေးနေရပေါ့နော်ကျွန်တော်ဒီနောက်မှာဘလို့မှ call လဲဝယ်လို့မရဘူး pull back ကိုလည်းဝယ်လို့မရတဲ့အခြေအနေပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်10 minute time frame မှာပဲပြောနေရနော်အခုပြောနေတာ1 minute time frame ကျွန်တော် VWAP အောက်ကိုဖောက်လာတယ် VWAP အောက်ကိုဖောက်လို့ရှိရင်ကျွန်တော် put option ဝယ်ဖို့စဉ်းစားလို့ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်ဖောက်ပြီးတော့ကျွန်တော် breakout ပြီးလို့ရှိရင် retest ကိုစောင့်မယ်ပေါ့ retest ပြီးလို့ရှိရင်တော့ကျွန်တော် put option ဝယ်မယ်ပေါ့နော်ကျွန်တော် MACD ကလည်း bearish time မှာရှိနေတယ် picture က perfect ဖြစ်တယ် EMA ကလည်း cross နေတယ်ကျွန်တော်ဒီနားမှာဝယ်ရဆိုလို့ရှိရင်တော့ကျွန်တော်ဝယ်ရဆိုလို့ဒီနားမှာ put option ဝယ်ရဆိုလို့ရှိရင်တော့ကျွန်တော် 10% လောက်တော့စားလို့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဘာမှမဝယ်ထားဘူးမဝယ်ထားပဲကျွန်တော်စောင့်ကြည့်တယ် retest ကိုစောင့်တယ်Okay retest ပြီးတော့ကျွန်တော်ဝယ်ရင်ကောင်းလားစဉ်းစားကရှိသေးတယ်ပေါ့နော်မဝယ်ဖြစ်ပဲနဲ့ market ကြီးပြန်လှည့်တက်သွားအောင်ပြန်လှည့်တက်သွားတော့ကျွန်တော်ဘာမှမဝယ်ဖြစ်ဘူးအဲ့နာမှာလဲကျွန်တော်လုံးဝဆက်ဆောင်ကြည့်ရတယ် Okay ဒီနားမှာကျွန်တော်တခုပြောရမယ်ဆိုလို့ရှိရင်တော့ market ကပြန်လှည့်တက်သွားတယ်အဲ့တော့ကျွန်တော်ကဒီနားမှာရှိရ support level အစားကျွန်တော်နောက်ထပ် support level တခုဒီနားမှာထပ်ပြီး set ဆွဲလိုက်တယ်ပေါ့နော်ဒါက support level ပြီးလို့ရှိရင်တကယ်လို့ကျွန်တော်တို့ဘက်ကနေပြီးလုံးဝ call option ဝယ်ခြင်းတယ်ဆိုလို့ရှိရင်တော့ဒီ support level ကနေပြီးတော့ဒီမှာအခုလောလောဆယ်ရှိနေတဲ့ ORB 15 မိနစ်ရဲ့အမြင့်ကျွန်တော်ဆွဲထားခဲ့ resistance level နောက်ကျွန်တော် call option ဝယ်လိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့လည်း market ကအရင်ကျင့်တယ်ဗျဘောင်းအရင်ကျင့်တယ်ဒါဘယ်လောက်မှမရှိဘူးတစ်ချက်ကြော်လောက်ပဲရှိမယ်ကျွန်တော်တို့နှစ်ချက်လောက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်မလုပ်ဖြစ်ဘူးပေါ့နော်ကျွန်တော်ဘာမှမလုပ်ဖြစ်ဘူး Okay ကျွန်တော်ဒီ support and resistance ရကျွန်တော် resistance လည်းရောက်တော့ market ကြီးပြန်ပြုတ်ကျလာအောင်ပေါ့နော်အခုလောဆယ်အဲ့နာမှာလည်းကျွန်တော်ဘာမှမဝယ်ဖြစ်ဘူးကျွန်တော်ဒီတိုင်းပဲစောင့်ကြည့်နေသေးတယ် breakout retest ကိုစောင့်တာပေါ့နော်ကျွန်တော်ဘလို့မှ sum trade သေးပဲနဲ့ဒါမှပဲစောင့်ကြည့်နေသေးတယ်ကျွန်တော် support level ရောက်တဲ့ market ကပြန်တက်တယ်ကျွန်တော်တောက်လျှောက်ဘာမှမလုပ်ဖြစ်ပြကျွန်တော် trade ဖြစ်ခဲ့တဲ့ပုံစံပြမယ်နော်
ကျွန်တော်ဒီနားမှာဆိုလို့ရှိရင် support level ရောက်တယ်ပြန်တက်တယ်ပြောမှဆိုလို့ရှိရင် double bottom လေးဖြစ်တယ်ပေါ့နော် market ကပြန်တက်တယ်ဘယ်လောက်ထိသွားလဲဆိုတော့ဘယ်လောက်မှလည်းမသွားဘဲနဲ့သူပြင်ပြီးကျလာတယ်ပေါ့နော်ကျွန်တော် market structure ရလဲကျွန်တော်ဒီခု loss bear trend နဲ့မှာပေါ့နော်ဒါပေမဲ့ကျွန်တော်ဘာမှမဝယ်ထားဘူးမဝယ်ထားပဲကျွန်တော်စောင့်ကြည့်နေ ORB 15မိနစ်နားမှာရှိနေရဒီကောင်ကဝယ်မယ်ဆိုလို့ရှိရင်တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်တချို့လူတွေအတွက်ဆိုတော့ဝယ်ဖို့ကောင်းတယ်ပေါ့နော်ဘာလို့ဆိုလို့ရှိရင် ORB 15မိနစ်ကိုဖောက်ကျလာတယ်ပြီးသွားပြီဆို retest လုပ်တယ်ပေါ့နော်ဒီမှာ call put option ဝယ်မယ်ဆိုဝယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်ဘာမှမလုပ်ဘူးဘာမှမလုပ်သေးဘဲနဲ့ကျွန်တော်ဘာဖြစ်လို့ဘာမှမလုပ်ဖြစ်တာလဲဆိုကျွန်တော်ပြပြအောင်ပါဗျကျွန်တော် MACD ကလည်းဘာမှလုပ်လို့အဆင်မပြေတဲ့ market ပေါ့နော်MACD ကလည်းအဆင်မပြေနေဘူးဒါပေမဲ့ EMA ကတော့အဆင်ပြေရယ် VWAP အောက်ထဲမှာလည်းရှိရယ်ကျွန်တော် put option ဝယ်မယ်ဆိုဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်ဘာမှမလုပ်ဖြစ်တာပေါ့နော်ဒီရှေ့တောက်ရှောက်လုံးကျွန်တော်ဘာမှမလုပ်ဖြစ်ပဲနဲ့ကျွန်တော်ကစပြီးတော့10နာရီခွဲလောက်မှာပဲစပြီး trade ဖြစ်တယ်ပေါ့နော်ကျွန်တော် trade ဖြစ်ခဲ့တဲ့အကြောင်းလေးကျွန်တော်ပြပြမယ်Okay ကျွန်တော်ဒီနောက်မှာရှိတဲ့support level ကိုမှသူကဖောက်ထွက်လာဖောက်ထွက်သွားပြီးတော့ retest ပြန်သွားပြီးတော့ဒီနောက်ထပ် support level တခုအသစ်ပြန်ဖန်တီးရပေါ့နော်ဒါပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့မနက်ကတက်ခဲ့တဲ့ pre market ရဲ့အနေဆုံး pre market low ကိုပြန်ရောက်တော့မယ့်အခြေအနေအောင်ဖြစ်နေ market ကပြန်ကျလာတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ကျွန်တော်ဘာမှမလုပ်ဖြစ်ပဲနဲ့ဒီတိုင်းပဲဆက်ကြည့်နေရပေါ့နော်အဲ့တော့ market ကသူပြုလုပ်ခဲ့တဲ့ပုံစံမျိုးတောက်လျှောက်သူပြန်ပြုလုပ်လို့ရှိရပေါ့နော်ကျွန်တော်ဒီနားမှာဆိုလို့ရှိရင် double top ဖြစ်သွားပြီးပြန်ပြုတ်ကျလာ market ကပြန်ပြုတ်ကျလာတယ်ဘယ်ထိလဲဆိုလို့ရှိရင် double bottom ထိပြန်ပြုတ်ကျလာတယ်ငါကိုရှိခဲ့တဲ့ကျွန်တော်ဒီ resistance level ကနေပြီးတော့ support level ထိပြန်ပြုတ်ကျလာတယ်အဲ့တော့သူလုတ်ခဲ့တာတွေကိုသူပြန်လုတ်လို့ရှိရ market ကအမြင်နဲ့ဥပမာထားပါဗျ history repeat ဖြစ်တယ်ပေါ့ဒီမှာက double top ဖြစ်သွားပြီးတော့သူပြန်ပြုတ်ကျလာတယ် double bottom ဖြစ်တယ်ပြီးတော့သူပြန်တက်လာတယ် okay အဲ့တော့မှကျွန်တော်ဗာစဉ်းစားလဲဆိုလို့ရှိရင်တကယ်လို့ဒါကျွန်တော်ပထမဒီနားမှာ trend line တခုဆွဲလိုက်တာပေါ့နော်ကျွန်တော် market down trend ဖြစ်ပြီးတော့ဆက်ကျသွားမယ်လို့ထင်တယ်ပေါ့ဒါပေမဲ့ breakout retest ကိုစောင့်ပြီးတော့ retest ကလည်းအဆင်မပြေဘဲနဲ့ market ကပြန်ဖောက်တက်သွားတယ်ဒီ trend line ကိုဖောက်တက်သွားတယ်ကျွန်တော်မဝယ်ဖြစ်ဘူးနောက်တစ်ခါကျွန်တော်ဗာစဉ်းစားလဲဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာ fair value ကရှိတယ်ပေါ့နော်အဲ့ဒီပြင်မှာပါရှိသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်မှာကကျွန်တော်ဆွဲခဲ့တဲ့ resistance level အသေးသေးလေးတစ်ခုရှိသေးတယ်အဲ့ resistance level ကိုသူဖောက်ထွက်သွားပြီးတော့ပြန်ကျလာတယ်ခံရစိမ့်ခဲ့တဲ့ဒါပေမဲ့ပြန်ညီသွားတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ကစဉ်းစားလိုက်လဲဆိုလို့ရှိရင်ဒီနောက်မှာ okay သူက history repeat လုပ်တတ်တယ်ဆိုလို့ရှိရင်တကယ်လို့ market ကဒီနားကနေပြီးတော့ double top ဖြစ်သွားပြီးတော့ဒီနားမှာရှိတဲ့ resistance level ကိုပြန်ကျခဲ့တယ်ဆိုလို့ရှိရင်အဲ့ဆိုလို့ရှိရင်ငါဒီနားမှာမြန်ဆန်လေးput option ဝယ်လိုက်လို့ရမှာလားပေါ့နော်ကျွန်တော်စဉ်းစားတယ်ပေါ့ okay ပြီးတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဘာမှတော့ set up မလုပ်ဖြစ်သေးဘူးပြီးတော့သူ MACD ရဲ့အောက်ထဲကိုသူsorry VWAP ရဲ့အောက်ထဲကိုသူကျလာတယ်နောက်ပြီးလို့ရှိရင်ဒါပေမဲ့ဒီ MACD ရတော့ကျွန်တော် picture perfect မဖြစ်သေးဘူး picture perfect မဖြစ်သေးဘဲနဲ့ကျွန်တော်ဘာမှမလုပ်သေးပဲစောင့်ကြည့်ရပါဘူးလဲဆိုလို့ရှိရင်ကျွန်တော်က picture perfect ဖြစ်မှာဝယ်တယ်ဗျာအဓိကဘာလဲဆိုလို့ကျွန်တော် co-boss ပြောထားတယ်ဘာလဲဆိုလို့ရှိရင်မရှုံးအောင်ကျွန်တော်လုပ်ရင်းနဲ့မှာကျွန်တော်အမြတ်ရမယ်ပေါ့နော်ကျွန်တော်အမြတ်ရအောင်ဘယ်လိုလုပ်မလဲစဉ်းစားနေနဲ့အမြတ်မရပဲအရှုံးပေါ်သွားရှိတယ်ကျွန်တော်တို့ဒီ market ထဲမှာဆိုလို့ရှိရင်အဓိကတော့မရှုံးအောင်ဘယ်လိုနေမလဲသိရင်နေပဲကျွန်တော်အမြတ်တွေရှာရမယ်ပေါ့နော်ကျွန်တော်ဒီနောက်မှာ put option ဝယ်ဖို့အချက်ပေးတယ်ကျွန်တော်ဝယ်လားဆိုလို့ရှိရင်ကျွန်တော်မဝယ်ဖြစ်ခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီဇုံကအရင်ကျင်းနေရပေါ့နော်ဒီဇုံအရင်ကျင်းလို့ကျွန်တော်မဝယ်ဘူးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဗာစဉ်းစားသေးလဲဆိုလို့ရှိရင်ဒီဇုံအရင်ကျင်းတာလည်းပါတယ်ပြီးသွားပြီနောက်တစ်ခုကျွန်တော်ဘယ်လိုစဉ်းစားလဲဆိုလို့ရှိရင်ဒီ support နဲ့ resistance ကအရင်ကျင်းတာလည်းပါတယ်ပြီးသွားပြီဆိုလို့ရှိရင် VWAP အောက်ကိုဖောက်ကျလာတယ်ဖောက်ကျလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကဝယ်မယ်ဆိုလို့ရှိရင်တော့ breakout retest ပြီးတော့ကျသွားရဲဆိုကျွန်တော်ဝယ်မယ်ဆိုပြီးကျွန်တော်စဉ်းစားတာပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်မကြာခင်မှာကျွန်တော်ဝယ်ဖြစ်သွားတယ်တစ်ချက်ကြည့်ရအောင်ကျွန်တော်တို့ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ ORB 15မိနစ်အနည်းကိုပြန်လာပြီး retest လုပ်တဲ့ပုံစံဖြစ်သွားတယ် market structure အရကျွန်တော်တို့trend ကလည်း chain ဝိုင်းပုံစံဖြစ်သွားပြီးကျွန်တော်ဝယ်လို့ကောင်းတဲ့အခြေအနေပေါ့နော်okay ကျွန်တော်တို့ကဒီမှာကျွန်တော် put option ဝယ်လိုက်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာbreakout ဖြစ်တယ်ပြီးလို့ရှိရင်ဒီနားမှာဒီကနေပြီးတော့ကိုရှိနေတဲ့ resistance support level ကနေပြီးတော့ကျွန်တော် ORB 15မိနစ်ကိုတွားပြီးတော့ retest လုပ်ပြီးတော့ပြန်ကျလာတယ်ပေါ့နော်ပြန်ကျလာရဲဆိုတော့ကျွန်တော်ဒီနောက်မှာ put option ဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့ကျွန်တော်စဉ်းစားတာငါကဘယ်အထိသွားနိုင်လဲဆိုလို့ရှိရင် okay ဒီကတော့ picture perfect ဖြစ်သွားပြီ MACD ကလည်း bearish ကျွန်တော် EMA ကလည်း bearish VWAP ရဲ့အောက်ထပ်မှာလည်းရှိနေအရာလုံး picture perfect ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနောက်မှာဝင်ဖို့ဆုံးသွားလိုက်ပြီးတော့ကျွန်တော်ဝင်လိုက်တယ်ပေါ့နော်ORB 15မိနစ်ကိုလာပြီး retest လုပ်တယ်ကျွန်တော်ဒီနောက်မှာဝင်တယ်ကျွန်တော်ရဲ့ okay ကျွန်တော် trade တစ်ခုဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နေရာထိသွားနိုင်လဲခံမှန်းရမယ်ပေါ့ဘ
ယ်နေရာထိသွားမှာလဲသွားပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်လောက် percentage စားကြမှာလဲဘယ်လိုမျိုးစားကြမှာလဲ market ကကျွန်တော်တို့အရန်ကို sideways ဖြစ်နေရ choppy ဖြစ်နေရ market မှာဆိုကျွန်တော်တို့ 10% 20% လောက်စားပြီးမြန်စားပြီးမြန်ထွက်တာတော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ဖြစ်လဲဆိုကျွန်တော်ဗာစဉ်းစားလိုက်လဲဆိုလို့ရှိရင် gap ကလည်းရှိနေရ market ကဟိုဟာပြီး15မိနစ်အောက်ကိုလည်းရောက်ပြီး picture လည်း perfect ဖြစ်ပြီးပေါ့နော် retest လုပ်တယ် breakout ဖြစ်တယ် retest လုပ်တယ် picture လည်း perfect ဖြစ်တယ်15မိနစ်ဟိုဟာပြီး low လည်း retest လုပ်ပြီးပြန်ချနိုင်တယ်ပေါ့နော်ပြန်ချနိုင်တယ်ကျွန်တော်ဘယ်ထိသွားနိုင်လဲဆိုကျွန်တော်ငကိုရဲ့ကျွန်တော်ဘယ်လိုစဉ်းစားလဲဆိုကျွန်တော်ဒီထိချနိုင်တယ်လို့ခံမှန်းနေပြအဲ့ဒီချနိုင်တယ်လို့ခံမှန်းပြီးတော့ကျွန်တော်က put option ဝယ်တယ် put option ဝယ်ဒီလိုမျိုးပါဗျကျွန်တော်ပြဒီနားလောက်ထိကြာမယ်လို့ကျွန်တော်စိတ်ထဲမှာခံမှန်းတာ picture လည်း perfect ဖြစ်ပြီးအရာအလုံးကလည်းမိုက်တယ်ပေါ့နော်ကျွန်တော် viewer ကိုကြော်ရဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ stop loss ပေါ့ကျွန်တော်ဒါကိုကျွန်တော်စားမယ်ဆိုပြီးတော့ကျွန်တော်ဝယ်တာဒါပေမဲ့ကျွန်တော်ရဲ့ခံမှန်းချက်ကမဖြစ်သွားဘူးပေါ့နော်တစ်ချက်ကြည့်လိုက်အောင်ဘာဆက်ဖြစ်မလဲဆိုပြီးကျွန်တော်ဒီနောက်မှာရှိနေတဲ့ကျွန်တော်တို့ဒီငကိုရှိနေတဲ့ support level လေးသူဖောက်သွားပြီပေါ့နော်ဖောက်သွားပြီးတော့ကျွန်တော်ထွက်ပြေးခဲ့တဲ့ကျွန်တော်ဒီနောက်မှာ iron off လို့ရေးထားတယ်နော်ဘာလို့လဲဆိုပြပြမယ်ဒီ fair value gap ရှိပါဘူး fair value gap ရှိနောက်မှာ order block လည်းရှိတယ်သူအနည်းဆုံးတော့ဒီလောက်ထိတော့လာနိုင်တယ်ဆိုပြီးကျွန်တော်တွေးတယ်ဒါပေမဲ့ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ဘာလို့ထွက်ပြေးသွားလဲဆိုလို့ရှိရင်ဒီကောင်ကပေါ့နော်ဒီမနက်ခင်းမှာအရင်ကလည်း sideways ဖြစ်နေဒီကျွန်တော် trade နေရဆိုလို့ရှိရင်ဗျအရန်ကကောင်းထဲမှာတွေးရအတွေးတွေအများကြီးပဲပေါ့နော်ဘာလို့ငါမှားမြန်မှားဝိုင်းရော okay ငါရှိနေအမြက်လေးကိုထုတ်လိုက်ရင်ရောတချို့လူတွေတက်ကတော့ risk tolerance ကအရင်များတဲ့အတွက်ကျွန်တော်တို့စက်ကင်ထားကြတယ်ကျွန်တော်အတွက်ကကြာလို့ရှိရင်ကျွန်တော် okay 10% 20% လောက်ရပြီဆိုလို့ရှိရင်အဆင်ပြေကျွန်တော်မြန်စားပြီးမြန်ထွက်မယ်ဆိုတဲ့သဘောတရားပေါ့နော်အဲ့တော့ငါကကျွန်တော်မှန်းထားတဲ့တွေးရဒီထိရောက်ဝင်လို့မှန်းပြီးတော့ကျွန်တော် picture လည်း perfect ဖြစ်တယ်ကျွန်တော်ဝယ်လိုက်တယ်ဒါပေမဲ့ဖြစ်လဲဆိုလို့ရှိရင်ဒီ fair value ကနေပြီးအပေါ်ပြန်လှည့်တက်မယ်ဆိုလို့ရှိရင်ကျွန်တော် okay အဲ့ဒါဆိုလို့ရှိရင်တော့ထွက်လိုက်မယ်ပေါ့နော်တကယ်လို့သူ breakout ဖြစ်သွားရဲဆိုလို့ရှိရင်တော့ breakout retest တစ်ခါပြန်လာပြီးလို့ရှိရင်ပြန်ဝင်မယ်ပေါ့ငါရတဲ့လောက်ပဲယူပြီးထွက်မယ်ဆိုပြီးတော့ဒီကန်တွေလှည့်ထွက်သွားတဲ့အချိန်မှာပဲကျွန်တော်ထွက်လိုက်တယ်ထွက်လိုက်ပြီးတော့ market ကလည်းပြန်တက်သွားတယ်အော်အေးငါထွက်လိုက်တာမှန်တယ်လို့တွေးကြရှိသေးတယ် market ကပြန်ကျလာတယ်ပြန်ကျလာပြီးတော့ဒီနားမှာ level bottom အသေးလေးဖြစ်သွားတယ် market ကလုံးဝတောက်လျှောက်ပြန်တက်သွားတယ်ပေါ့နော်အဲ့တော့ okay ငါထွက်လိုက်တာလည်းမှန်သားပဲပေါ့ဆိုပြီးတော့တွေးရလဲတွေးမိပြန်အတွေ့ပေါ့လူစိတ်ထဲမှာဖြစ်နေတဲ့အတွေ့အဲ့တော့ကျွန်တော်တို့ငကိုကဆွဲလာခဲ့တဲ့ trend line တစ်ခုရှိတယ်ဒီ trend line ကိုကျွန်တော်ဒီ break ဖြစ်သွားပြီအဲ့တော့ဘာဆက်ဖြစ်မလဲကျွန်တော်ကြည့်ကြမယ်နော်ကျွန်တော်တို့ဒီဈေးကွက် indicator နေ call option ဝယ်ဖို့ပေးပြီပေါ့နော်ကျွန်တော်ဒီကနေပြီးဒီထိတော့ဒီအမြတ်မရလိုက်ဘူးအမြတ်မရလိုက်ပဲနဲ့ဒီနားမှာရင်ကျွန်တော်ပြီးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ trade ကကျွန်တော်ပြီးသွားပြီပေါ့ပြတ်သွားတယ်ပေါ့ကျွန်တော် percentage နည်းနည်းပဲရပြီကျွန်တော်ထွက်လိုက်တယ်ပေါ့နော် okay ကျွန်တော်ဈေးကွက် indicator အတက်ပေးထားတယ်အဲ့မှာကျွန်တော်မဝင်ဘူးကျွန်တော်ကမဝင်ဘူးပြဘာလို့မဝင်တာလဲဆိုရင်ကျွန်တော်ပြပြမယ်view ရဲ့အောက်ထဲမှာလည်းရှိနေကျွန်တော်ကဒီအချိန်မှာ call option ဝယ်ဖို့မစဉ်းစားဘူးဝယ်ဖို့စဉ်းစားရဆိုလို့ရှိရင်တော့ view ကိုကြော်ပြီးတော့ breakout ဖြစ်မယ် retest လာမယ်ပြီးလို့ရှိရင်ဝယ်မယ်ပေါ့နော်အဲကျွန်တော်ရဲ့အတွေ့အကြုံမျိုးအဲ့မှာပဲသူက view ကိုမကြော်နိုင်ဘူး market ကပြန်ကျလာအဲ့မှာကျွန်တော် market ကပြန်ကျလာတဲ့အတွက်ကျွန်တော်နောက်မှတစ်ခါထပ်ဝင်လိုက်တယ်ပေါ့နော်ထပ်ဝင်လိုက်ပြီးတော့ကျွန်တော်ဒီမှာလုံးဝမဝင်ဘူးเนาะဘာလို့ဆိုလို့ရှိရင် view ရဲ့အောက်မှာဖြစ်နေတဲ့အတွက်ကျွန်တော် call option ဝယ်ဖို့မစဉ်းစားဘူးပေါ့နော်မစဉ်းစားဘဲနဲ့ market ကပြန်ကျလာတယ်ပြီးလို့ရှိရင်တစ်ခါပြန်တက်သွားတယ်ပေါ့နော်ဒီနောက်မှာဆိုလို့ရှိရင်လည်း double top ပုံစံဖြစ်သွားပြီဒါကကျွန်တော်ဒီနားမှာဒီနားကဒီထိပဲတက်သွားတဲ့အတွက်ကျွန်တော်ဒီနားမှာ resistance level တိတိတစ်ခါတက်ဆွဲလိုက်သေးရဲ့ပြတက်ဆွဲလိုက်ပြီးတော့တက်ဆွဲလိုက်တယ်ပြီးလို့ရှိရင်ဒီကောင်နောက်တစ်ခါဆိုလို့ရှိရင်ဒီကောင်ကနေပြန်လှည့်ထွက်တယ်ပေါ့နော်ပြန်လှည့်ထွက်တယ်ဆို okay ဒီ resistance level ဆွဲထားလဲအဆင်ပြေ double top ပုံစံမျိုးဖြစ်သွားတယ်နောက်မှ double bottom တိတိလေးဖြစ်သွားပြီးတော့ market ကတက်သွားတယ်ပေါ့နော်ဒီကနေဆိုလို့ okay ကျနိုင်တယ်ဘယ်ထိလောက်ကျနိုင်လဲဆိုကျွန်တော်စဉ်းစားကျွန်တော်ဒီနောက်မှာဆွဲထားခဲ့တဲ့ negotiate double top double bottom တွေဖြစ်ပြီးတော့ market က global လဲနေတာ cycle ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီနားကနေဝယ်ပြီးလို့ရှိရင်ဒီလောက်ထိသွားနိုင်တယ်ဆိုပြီးတော့ကျွန်တော်တစ်ခါထပ်ပြီးတော့ trade ကိုထပ်ဝင်တယ်ဒီနားမှာထပ်ဝင်လိုက်တယ်ကျွန်တော် stop loss နားမှာပြသွားမှာပေါ့နော်ဒီကောင်ကြော်လို့ရှင်ထွက်မယ် viewer ကိုကြော်လို့ရှင်ထွက်မယ်ဆိုတဲ့သဘောတရားပေါ့နော်အဲ့တော့ဆက်ကြည့်ရအောင်နော် okay ကျွန်တော်မှန်းထားတဲ့ level ရောက်လာပြီးတော့ market ကပြန်ထွက်တယ်ဒါပေမဲ့ကျွန်တော်ကဒီကန်တွေကတကယ်လို့ break ဖြစ်သွားရင်ကျွန်တော်ဆက်ကင်မှာပေါ့နော်တကယ်လို့ကန်တွေက break မဖြစ်သွားဘဲနဲ့ပြန်လှည့်တက်သွားဒီနားမှာငကိုထွက်ခဲ့တဲ့ပုံစံတိုင်းပဲကျွန်တော်ဒုတိယချောင်းမှာလှည့်ထွက်ပြီဆိုတော့ကျွန်တော်ထွက်လိုက်တယ်ဒီနားလေးမှာပဲ percentage နည်းနည်းလေးပဲစားပြီးကျွန်တော်ထွက်လိုက်တယ်ဒီ trade ကကျွန်တော်မှန်းထားတဲ့ target နားထိတော့ရောက်တယ်ပေါ့နော်အဲကျွန်တော်တခါတန်းထွက်လိုက်တိုင်းနားမှာပဲဆို
ကျွန်တော်နောက် trade တွေကိုမဝင်သေးဘူး market ကကျွန်တော်ဒီနောက်မှာဆိုလို့ရှိရင်lower time frame နဲ့မကြည့်ပဲနည်းနည်းလေးကြော်ကြည့်ရဆိုလို့ရှိရင်ဒီကောင်မှာဆိုလို့ရှိရင်ပထမတစ်ခါ top bottom ဖြစ်မယ်နောက်တစ်ခါ bottom ဖြစ်မယ် double bottom ဖြစ်သွားမယ်ပေါ့နော် market ကကျွန်တော်တို့တက်နိုင်ကြီးရှိတယ်ပေါ့နော်တက်နိုင်ကြီးရှိတယ်ဆိုတော့ကျွန်တော်ဗာစဉ်းစားလဲဆိုလို့ရှိရင် okay market ကတက်နိုင်ကြီးရှိရဆိုလို့ရှိရင်တကယ်လို့ဒါဒီနေရာကိုကြော်ခဲ့တယ်ဆိုလို့ရှိရင်ငါဝယ်မယ်ပေါ့ brewer ကိုကြော်မယ်ဒီမှာရှိနေတဲ့ resistance level လေးကိုကြော်သွားပြီဆိုလို့ရှိရင်ငါ trade ကိုဝယ်မယ်ဆိုပြီးကျွန်တော်စဉ်းစားထားတယ်အဲ့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့က trade က character chain သွားမှာပေါ့ chain of character ဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော် okay video လည်းနည်းနည်းရှိသွားမှာလဲဆိုရင် okay ကျွန်တော်မြန်လေးသွားအောင်เนาะ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဝင်ခဲ့တဲ့နေရာကိုကျွန်တော်ပြောလိုက်မယ် okay market ကကျွန်တော်က double bottom ဖြစ်တယ် double bottom ကနေပြီးတော့အပေါ်တက်သွားတယ် V1 ကနေပြန်ကျတယ်ဆိုတော့ကျွန်တော်ထားပါတော့ဗျာဒီနာဆိုလို့ရှိရင် V1 ပြန်ကျဒီကောင်ဆိုလို့ရှိရင် market ကအတက်ဖက်ကိုကျွန်တော်သွားမယ်လို့စိတ်ချင်းဟိုဖြစ်တယ်ပေါ့เนาะကျွန်တော်ဘယ်လိုပြောမလဲ market structure အရာလဲဒါအတက်ဖက်ကိုသွားနေပြီပေါ့เนาะဆိုတော့ကြည့်ရအောင် okay okay ဒီနောက်မှာ chain of character ဖြစ်သွားမယ်နော်ဒီနောက်မှာပါဆိုလို့ရှိရင်ငကိုရှိနေတဲ့ကျွန်တော် down trend နေပြီးတော့ down trend ကိုပြတ်သွားပြီးတော့ up trend နဲ့ကိုသွားတဲ့ character chain သွားပြီး character chain တော့ကျွန်တော်ဒီနောက်မှာစပြီးစဝင်တယ် market က lower low ဖြစ်သွားတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် lower low ကျွန်တော်ဆိုလို့ရှိရင် market ကစလုံးဝ up trend နဲ့ကိုရောက်သွားတာပေါ့နော် up trend နဲ့ကိုရောက်သွားတယ်ဆိုတော့ကျွန်တော်တို့ဝယ်မယ်ပေါ့နော်ဟုတ် okayကျွန်တော်ထွက်ခဲ့တဲ့ပုံစံလေးပြပြမယ်ပေါ့နော်ကျွန်တော်ဘယ်လိုဖြစ်လို့ market ကနေကျွန်တော်ထွက်ဖြစ်ခဲ့လဲဆိုလို့ရှိရင်ကျွန်တော်ဒီနားလေးကိုကြော်လို့ရှိရင်ကျွန်တော်ဒီနားလေးမှာဝင်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုနောက်ထပ် resistance level တွေပေါ့နော်ကျွန်တော်ဒီနားလေးကိုစဉ်းစားဒီနားလေးစဉ်းစားတယ် okay ဒီနေရာကိုဒီနားမှာထွက်ရင်ကောင်းမလားကျွန်တော်စဉ်းစားရပါတော့ဒါပေမဲ့ထွက်ဖြစ်ဘာလို့မထွက်ဖြစ်လဲဆိုတော့ဒီ candle တကူကလုံးဝ strong ထွက်သွားတယ်ပေါ့နော် strongly break out ဖြစ်သွားတယ်အဲ့ဒါနဲ့ကျွန်တော်မဝယ်ဖြစ်ဘူးမထွက်ဖြစ်ဘူးမထွက်ဖြစ်ပဲနဲ့ကျွန်တော်ဒီနေရာရောက်မှထွက်ဖြစ်တယ်ပေါ့ဟိုပြီး15မိနစ်နေရာရောက်ပြီးတော့ market ကပြန်လှည့်တဲ့အချိန်မှာကျွန်တော်ဒီနားလေးမှာ weekly မှာကျွန်တော်ထွက်ပလိုက်တော့တယ်ဘယ်လိုဆိုလို့ရှိရင်ကျွန်တော်market ကပြန်လှည့်ပြီးတော့ကျွန်တော်မြတ်ထားတဲ့အမြတ်ပေါက်ဟောမှာကျွန်တော်မခံစားနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းမကောင်းဘူး market ကကျွန်တော်လုံးဝ bull trend ထဲမှာပဲရှိနေသေးတယ်အဲ့ဒါကိုထွက်တယ်ပေါ့နော် MACD ကလည်း bullish ကျွန်တော်တို့ pre-buy ရဲ့အပေါ်မှာလည်းရှိနေသေးတယ်ပြီးသွားပြီဆိုလို့ရှိရင် EMA အရာလည်းကျွန်တော် bullish ပေါ့နော် market ကလုံးဝ bull trend ထဲမှာကျွန်တော်အဲ့ဒါကိုကျွန်တော်ထွက်လိုက်ပြီးသွားပြီပေါ့နော်ဘာလဲဆိုလို့ရှိရင် ORB နောက်ရောက်ပြီဆိုလို့ရှိရင် market ကပြန်ကျသွားနိုင်မလားဆိုတဲ့အတွေးရှိရမျိုးကျွန်တော်ထွက်တယ် okay ထွက်လိုက်ပြီးရတော့လည်းကျွန်တော်နောက်တော့မရဘူးเนาะဒါပေမဲ့လုံးဝကောင်းတဲ့အချင်းတော့မဟုတ်ဘူးပေါ့နော်အဲ့တော့သတိထားရမှာပေါ့နော်ခါကြလို့ရှိရင်market ကကျွန်တော်ထွက်ပြီးသွားအခါမှာကျွန်တော်နောက်ခါထပ်မဝင်တော့ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်okay ဝင်မယ်နဲ့ break out ပြီးလို့ရှိရင် retest ဆောင်လို့ရှိရင်နောက်ခါထပ်ဝင်ရင်ကောင်းမလားဆိုတွေးသေးတယ်ဒါပေမဲ့ဖြစ်လဲဆိုတော့ကျွန်တော်ဘာလို့မဝင်ဖြစ်တာလဲဆိုတဲ့အကြောင်းအရာလေးပြပြမယ်နော်မဝင်ဖြစ်တဲ့အကြောင်းအရာကဒီလိုပြကျွန်တော်ဒီနားမှာက market က up trend ဖြစ်နေဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင် MACD ကဒီမှာလာပြီး bearish ဖြစ်နေ picture perfect မဖြစ်ဘူး picture perfect မဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်မဝင်ရင်ဘူးပေါ့နော်မဝင်ရင်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီနေရာမှာတခြားနည်းတစ်ခုနဲ့တွေးလို့ရတယ်ဗျကျွန်တော်တို့တခြားနည်းဆိုတာဒီလိုမဟုတ်ဒီလိုဗျဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီလိုဘယ်လိုမျိုးလဲဆိုလို့ရှိရင် MACD က bullish ဖြစ်နေတယ်လုံးဝ5 minute candle မှာဆို bullish ဖြစ်နေကျွန်တော်အဲ့ဒါကိုသတိထားလို့ရတယ်ပေါ့နော်နောက်ခါကျလို့ရှိရင်နောက်ထိပ်တွေကျလို့ရှိရင်ကျွန်တော်လည်းသတိထားလို့ရအောင်ကျွန်တော်မြန်ထွက်တဲ့အစားကျွန်တော်မြန်ကင်ထားရင်ကောင်းမလားပေါ့နော်ဒါပေမဲ့ထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့ပြီးသွားပြီပေါ့နော်ဒါပေမဲ့နောက်တစ် trade ကိုဘယ်နားမှာဝင်ကောင်းမလဲဝင်မထွက်မရှာရမယ်ပေါ့ဝင်မထွက်မရှာတဲ့ခါဆက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ break out ဖြစ်တယ်ဒီနေရာကိုကျွန်တော်ခုနပြောခဲ့သလိုပဲပေါ့နော် break out ဖြစ်တယ် retest ဖြစ်တယ် ORB 15မိနစ်ကိုကြော်လို့ရှိရင် call မယ်လို့ကျွန်တော်အစမှလည်းပြောခဲ့တယ်ဒါပေမဲ့ဘာဖြစ်လို့မ call ဖြစ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လို့မ call ဖြစ်ခဲ့ရလဲဆိုလို့ရှိရင် picture perfect မဖြစ်လို့ကျွန်တော်မ call ခဲ့တာပေါ့နော်ဒီနားမှာဆိုလို့ရှိရင် MACD က bearish ဖြစ်နေပြီးတော့market က bullish ဖြစ်နေတယ်ပေါ့ candle အရ bullish ဖြစ်နေတယ်ပေါ့နော်ကျွန်တော်အဲ့ဒါလုံးဝမကြိုက်ဘူးမကြိုက်တဲ့ကျွန်တော်မ call ဘူးဒါပေမဲ့ကျွန်တော်တို့ group ထဲမှာကို boss တို့ကိုတက်တုတ်တင်ပေးထားတဲ့ square root နီးအတိုင်းဆွဲပြီးတော့ဝင်မယ်ဆိုလို့ရှိရင်ဒါကဝင်လို့ရတယ်ပေါ့နော်ဒီ candle ကိုကြော်ပြီးတော့ဒီမှာကြော်ပြီးဆိုတော့ဒီတိုင်းဆက်ပြီးတော့ call option ဝယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်မဝယ်ဖြစ်ခဲ့ဘူးမဝယ်ဖြစ်တော့ query နဲ့ကျွန်တော်ဆက်နေတယ်ဘာလို့လဲဆိုလို့ရှိရင်picture perfect မဖြစ်လို့ကျွန်တော်မ call ဘူး call option မဝယ်ဘူးမဝယ်ဘဲနဲ့ထားပြီးတော့ကျွန်တော်ဆက်ကြည့်တယ် market ကဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော် overbought တွေကိုဖြစ်သွားတယ်အဲ့တော့လဲ okay ပြန်ပြန်ကျလာနိုင်ဦးမလားဆိုပြီးစိတ်ထဲမှာတွေးရပေါ့နော်ဒါပေမဲ့ market ကလုံးဝမကျဘူးဆက်တက်တယ်ဆက်တက်ပြီးတော့လုံးဝဆက်တက်ပြီးတော့ဒီနားမှာဆိုလို့ရှိရင်ကျွန်တော် consolidate ဖြစ်သွားတယ်ပေါ့နော် sideways ပြေးသွားပြီsideways ပြေး market ဖြစ်သွားပြီဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ပြပြမယ်ဗျ market ကဒီနားမှာ bullish ဖြစ်နေရပေါ့နော် bullish ဖြစ်နေပြီးတော့ကျွန်တော် MACD က bearish ဖြစ်နေအဲ့မှာလုံးဝ picture perfect မဖြစ်ဘူးကျွန်တော် call option လည်းမဝယ်ဘူး put option လည်းမဝယ်ဘူးဘာမှမလုပ် market ကြီးက candle ရက bullish ဖြစ်နေပြီးတော့ MACD ရက bearish ဖြစ်နေဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ trade မဟုတ်ဘူးเนาะ no settle no trade ဆိုတဲ့ပုံစံမျိုးကျွန်တော်လုံးဝမ trade ဘူး okay ကျွန်တော်တို့
မြန်လေးသွားလိုက်အောင်နော်ကျွန်တော်အဲ့နောက်ပိုင်းလုံးဝ trade ဆက်မဝင်တော့ဘူးပေါ့နော်ညနေအထိလုံးဝ trade ဆက်မဝင်တော့ကျွန်တော်မနက်ခင်း7 နာရီခွဲထိပဲ trade တယ်အဲ့နောက်ပိုင်းလုံးဝမ trade 7 နာရီကျော်သွားပြီဆိုတော့ကျွန်တော်လုံးဝမ trade ဘူးပေါ့နော် POC လည်းဒီနားမှာရှိနေအဲ့အတွက်ကိုမှကျွန်တော် market consolidate လုပ်တယ်ပေါ့နော် okay ဒီနားလေးမှာပြောရအောင်ပေါ့နော်ဒီနားလေးမှာချက်ပြောရအောင်ဒီနားလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ POC နားနေပြီးကျွန်တော်ပြုတ်ကျလာတယ်ပေါ့နော်ကျွန်တော်တို့တွေဘာဖြစ်လဲဆိုလို့ရှိရင်EMA ရလဲကျွန်တော် bearish တက်ဖြစ်သွားတယ်ကျွန်တော်တို့ candle ရလဲ put option ပေးထားတယ် put option ဝယ်ဖို့ပြောထားတယ်ပေါ့နော် okay အဲ့ကြရင်ပြောမယ်ဒီနားမှာဟောဝယ်လို့မရဘူးလားဆိုတော့ကျွန်တော်ဒီ EMA ရကကျွန်တော် picture perfect လုံးဝမဖြစ်နေဘူး EMA ကကျွန်တော် bullish တက်မှာရှိနေတယ် MACD က bearish တက်မှာရှိနေ picture perfect လုံးဝမဖြစ်ကျွန်တော်မဝယ်ဘူးဒါကြလို့ဒါကငကိုရဲ့ side way ပေါ့နော် side way ကိုဖောက်သွားရဲဆိုတော့ကျွန်တော်ဒီနားမှာဝယ်လို့ရတယ်ငကိုရှိနေ side way ကိုဖောက်သွားရဲဆိုတော့ကျွန်တော်ဒီနားမှာဝယ်လို့ရတယ်ပေါ့နော် side way ကိုကြော်ပြီး retest လုပ်တဲ့အခါမှာဝယ်လို့ရှိရင်လည်းရတယ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းမဝယ်နဲ့ကြမဝယ်ဘူးဆိုလို့ရှိရင်လည်းအဆင်ပြေရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့မဝယ်ဖြစ်ဘူး side way ကိုဖောက်သွားတယ်ကျွန်တော် breakout ဖြစ်တယ် retest ဖြစ်တယ်အဲ့လိုမျိုး trade ကို trade တာအကောင်းဆုံးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အရှုံးတော်တော်တက်တာမယ်ပေါ့နော်ဒါပေမဲ့ဒီနားမှာဘယ်လိုဖြစ်လို့ဝင်လို့ရလဲပြောရဲဆိုလို့ရှိရင်ကျွန်တော် EMA ရက bearish ကျွန်တော်နောက်ပြီးလို့ရှိရင် MACD ရလဲ bearish RSI ရလဲ oversold မဖြစ်သေးဘူးကျွန်တော်အဲ့တော့ဒီနားမှာ trade မယ်ဆိုလို့ရှိရင် candle ကပေးတဲ့အခါမှာ trade ကျွန်တော်indicator put option ပေးတဲ့အခါမှာ trade လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လုံးဝမ trade ဖြစ်ခဲ့တော့ဘူးကျွန်တော်တို့ဒါ market ကလုံးဝ up trend နဲ့မှာဖြစ်နေတာအဲ့ဒါကိုမှဒီကောင်ကကျွန်တော် bear trend နဲ့ပြင်ရောက်သွားတယ်လို့ကျွန်တော်မဆိုနိုင်ဘူးဘာလို့မဆိုနိုင်ဘူးလဲဆိုလို့ရှိရင်market ကဖြစ်ပြီးသွားလို့ပြောရလဲဟုတ်တယ်ဒါပေမဲ့နောက်တစ်ခုကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ bull trend ဖြစ်နေရအောင်ပေါ့နော် bear trend ပြန်လာရဲဆိုလို့ရှိရင်လည်းအားကောင်းနဲ့ breakout ဖြစ်လာတယ် reject ပြန်ကြတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခါပြန်ပြီးတော့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ put option ဝယ်ဖို့စဉ်းစားနိုင်တယ်ပေါ့ဒီလိုပေါ့ဗျဟိုဒီနားနေပြီးတော့ sideways ပြေးနေရနေပြီးတော့ကျွန်တော်တို့ breakout ဖြစ်သွားတယ်ဒီငကိုရှိနေတဲ့ဒါငကိုကကျွန်တော်ဒီ level ကဘာ level လဲဆိုလို့ရှိရင် resistance level เนาะ resistance ကနေပြီးတော့ကျွန်တော် support level ကိုပြောင်းသွားတာငကိုရှိနေတဲ့ support level ကိုလာပြီးလို့ရှိရင် breakout ဖြစ်ပြီးလို့ရှိရင် retest လုပ်ဒီ level လောက်ကို retest ပြန်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒါ bear trend သွားရဆိုလို့ရှိရင်တော့ဒါလှတယ်ပေါ့ဗျာကျွန်တော်တို့ဝယ်လို့ကောင်းတယ်ပေါ့နော်ဒီနားမှာဆိုဝယ်လို့ကောင်းကျွန်တော်အနေနဲ့ဘာမှဆက်မလုပ်ဖြစ်ဘူးကျွန်တော်ရဲ့ market ပေါ်အမြင်နဲ့အမြင်ကိုဆက်ပြီးပြောပြအောင်မယ်เนาะအဲ့တော့ market ကဘာဆက်ဖြစ်လဲကြည့်ကြbear trend နဲ့ကနေပြီးတော့ကျွန်တော်လာပြီးတော့ negotiate ခဲ့တဲ့ support level ဒီကောင်က support level ဖြစ်သွားတယ်။ငကိုကကျွန်တော်တို့resistance level အခုကနေပြီးကျွန်တော် support level ပြောင်းသွားပြီ။ support level ကနေပြီးတော့ပြန်တက်ဖို့ market ကအပုံပြန်တက်မယ်ပေါ့နော်။ market ပြန်တက်မယ် market structure ရလဲကျွန်တော်တို့ဝယ်လို့ကောင်းသွားပြီပေါ့နော်။ Okay ဒီနောက်မှာတစ်ချက်ဆက်ပြောအောင် market ကကျွန်တော်တို့ negotiate နေတဲ့ trend မှာကျွန်တော်အပေါ်ပြန်တက်သွားတယ်ပြီးသွားပြီဆိုရင်ပြန်ကျလာတယ် breakout ဖြစ်တယ် retest လုပ်တဲ့ပုံစံပေါ့နော်အဲ့ဒါမှကျွန်တော်ပြန်တက်ဖို့လုပ်တယ်ကျွန်တော်MACD ရလဲ bullish ထဲမှာရှိရယ်ကျွန်တော် EMA ရလဲ bullish ထဲမှာရှိရယ်ပေါ့နော် RSI နဲ့ overperform မဖြစ်နေသေးဘူးကျွန်တော်ဒီမှာဝယ်မယ်ဆိုဝယ်လို့ရတယ် market structure ရလဲဝယ်ဖို့အဆင်ပြေ okay ကျွန်တော်တို့ဒီ candle တက်သွားတဲ့ပုံစံကိုကြည့်လိုက်ကျွန်တော်ဒီမှာရှိနေတဲ့ကျွန်တော်တို့ resistance level ကိုဖောက်ထွက်သွားတဲ့ candle ကိုကြည့်လိုက်လုံးဝဖောက်ထွက်သွားတယ် breakout ဖြစ်သွားတဲ့ candle ကိုကြည့်အကြီးပဲတက်သွားရန်အားကောင်းတဲ့ bull trend နဲ့ပါပေါ့နော်ငကိုကလည်း market က bull trend နဲ့မှာပဲကျွန်တော်ဒီပြန်ကျလာတဲ့အခါမှာ तू ကဒီမှာကြည့်လိုက်ဗျာကျွန်တော်ပြမယ်ဒီရှိနေတဲ့ bull trend ကနေပြီးတော့ consolidate ဖြစ်သွားပြီ sideways ဖြစ်သွားပြီးတော့ဒီမှာပြန်လာနားတဲ့ပုံစံမျိုးsupport level ကိုလာပြီးတော့ retest လုပ်သွားပြီးတော့ breakout ဖြစ်သွားတာပေါ့နော် market ဖြစ်သွားတာအရင်လာရင်ကျွန်တော်တို့ပြီးတော့ bell level တိတက်ခဲ့လဲကျွန်တော်တစ်ချက်လောက်ပြပြအောင်ပေါ့နော်ကျွန်တော်တို့နောက်ကကြလို့ရှိရင် favorite retracement သုံးလဲဆိုရင်သုံးလို့ရအောင်ချက်လောက်ပြပြမယ် favorite retracement to you ကျွန်တော်ဖြစ်ခဲ့တဲ့ငကိုကလို့သွားပြီးတော့ဆိုလို့ရှိရင်ညားလေးသွားကျွန်တော်ဒီကောင်က trend သေးကြွားပြီဆိုလို့ရှိရင်ဆွဲလို့ရတဲ့အရာတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်တို့ favorite retracement to မှာဆိုကျွန်တော်ကြည့်လိုက်ကြကျွန်တော်တို့ကဝင်ထားတဲ့လူကြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ 1.78 level မှာထွက်လို့လည်းရတယ်မဟုတ်ဘူးဆိုလို့ရှိရင် 2.78 level မှာထွက်လို့လည်းရတယ် 3.78 မှာလည်းကျွန်တော်ထွက်မယ်ဆိုထွက်လို့ရတယ်ဒီမှာပေါ့နော် 3.78 ဆိုတော့ဒီနားလေးကိုပြောတာဒီနားလေးမှာထွက်လို့ရှိရင်ထွက်လို့ရ4 point လောက်ပြည့်အဲ့ level တွေမှာတောက်လျှောက်ထွက်ခဲ့လို့ရတဲ့အရာပေါ့နော်ကျွန်တော်ပြောချင်တာအဲ့ဒါလေးပါ favorite retracement ကိုသုံးလို့ရတယ်ဆိုတော့သဘောတရားလေးပြောချင်တာနော်ကျွန်တော်ပြီးလို့ရှိရင် market ကဘာဖြစ်သွားလဲဆိုရင် 4.23 city ကိုလာတက်ထိသွားတယ်ပေါ့နော်ထိသွားပြီးတော့ market ကပြန်ကျဖို့လုပ်တယ်ပေါ့နော်နောက် favorite retracement ကိုသုံးမယ်ဆိုလို့ရှိရင်သုံးလို့ရတဲ့အကြောင်းလေးပြပြတာပါခင်ဗျာကျွန်တော်ဒီ12နာရီနောက်ပိုင်းဘာမှမလုပ်ဘူးเนาะဒီ market ကလုံးဝဆရာကြီးလုပ်တဲ့ market ဆိုတော့ကျွန်တော်ဘာမှမလုပ်
ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြပါโอเคကျွန်တော်ဒီမှာ market ကပြီးသွားပြီပေါ့နော်ကျွန်တော်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီနားမှာဆိုလို့ရှိရင် divergent ပုံစံဖြစ်သွားတယ် market ပြန်ကျမှုလည်းမကြောက်ပြန်တက်တယ်ဒီနားမှာလုံးဝ market ကဆက်မတက်နိုင်တော့ဘူးကျွန်တော်ခုန fit level အရာလဲလုံးဝခိတ်ဆုံးပုံစံမျိုးဖြစ်နေတော့ဒီဆက်မတက်ဘူးပေါ့နော်ဒါပေမဲ့ fit level ကုတ်ဆုံးလို့မတက်တော့လားဆိုလည်းမဟုတ် market တက်ချင်တက်မှာပဲပေါ့နော်ကျွန်တော်မြင်တဲ့အမြင်ပြအဲ့နာကနေပြီးလုံးဝ market ပြန်ကျလာတယ်ပြီးသွားပြီဆိုလို့ရှိရင် trend chain သွားတယ် market structure ကြောင့် market structure shift ဖြစ်သွားပြီအဲ့တော့ fair value ကတွေတောက်လျှောက်ထားခဲ့တယ်ကျွန်တော်တို့ကဆွဲခဲ့တဲ့ trend တစ်ခုရှိရဲ့ဒီကနေပြီးတော့ဒီမှာဆွဲခဲ့တဲ့ trend တစ်ခုရှိရဲ့အဲ့ trend ကိုဖောက်သွားတယ်ကျွန်တော်ပြောရမလား breakout ဖြစ်ပြီးသွားဆိုကျွန်တော် retest လာရဲဆိုရင်ဝယ်ဖို့ကောင်းမှာ retest တော့မဖြစ်သွားဘူး breakout ဖြစ်သွားတယ်ဒီနားလေးကိုပဲ retest လာရဲပုံစံဖြစ်သွားတယ်ဘာဖြစ်လဲဆိုလို့ရှိရင်ငကိုရှိနေတဲ့ trend ကိုတစ်ခါထပ်ဖောက်သွားတယ်ပေါ့နော်ထပ်ဖောက်သွားပြီးတော့ကျွန်တော်ကြာသွားတယ်ပေါ့နော်ကြာသွားတယ် market ကလုံးဝ down trend တွေကိုသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ငကိုကဒီ trend မှာမဝယ်မိခဲ့တဲ့လူဆိုလို့ရှိရင်တော့မှကျွန်တော်တို့ဒီ consolidate လုပ်ပြီးတော့ breakout ဖြစ်ပြီးတော့ retest လာလုပ်ပြီးတော့ဒီ trend ကနေပြီးတော့ပြန်ကျတဲ့အချိန်မှာဝယ်လို့ဆိုလို့ရှိရင်လည်းကျွန်တော် percentage ကောင်းတော့ရတယ်ပေါ့နော်ဒီကအဲ့လေးပြောချင်တာပါကျွန်တော်ရဲ့ market ပေါ်မြင်တဲ့အမြင်လေးပါဒီနေ့အတွက်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီနေ့ market recap video ကလည်းနည်းနည်းလေးရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုအဆုံးထိကြည့်ပြီးတဲ့အတွက်နောက်နေ့မှာလည်းပြန်လည်ဆုံတွေ့ကြအောင်ကျွန်တော်တို့ဒီနေ့ဒီတစ်ပတ်လုံးမှာ trade လို့အဆင်ပြေမယ်လို့ယူဆပါတယ် trade လို့အဆင်ပြေမယ်လို့ယူဆရတယ်ပေါ့နော်နောက်တစ်ပတ်ကလည်းတနင်္လာနေ့ကနေစပြီးတော့လုံးဝတောက်လျှောက်9ရက်လုံးနိုင်တဲ့ trader များဖြစ်ပါစေလို့ဆုတောင်းပေးနေဒီနေ့ဒီဗီဒီယိုဒီမှာအဆုံးသတ်လိုက်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ